တင်မြတ်ဟာဒီတစ်ပင်ထဲမှာထူးဆန်းတာတစ်ခုခုရှိနေတယ်လို့ခံစားမိတယ်။သူကအဲ့ဒီအပင်ကိုဓာတ်နဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့သွားဖုံးလိုမျိုးဆေးကပ်တဲ့အဖြူရောင်အရည်တွေထွက်လာပါတယ်။အဲ့ဒီဆေးကပ်တဲ့အရည်တစ်ဆက်မြေကြီးပေါ်ကျသွားတဲ့အခါအပင်တစ်ပင်ချက်ချင်းပေါက်လာတာကိုမြင်ပြီးကောင်လေးဟာအံ့အားသင့်သွားခဲ့တယ်။သူဟာအဲ့ဒီအရည်ကိုသူ့ရဲ့ဒဏ်ရာပေါ်မှာလိမ့်ကြည့်လိုက်တဲ့အခါမှာတော့တော်တော်လေးနာကျင်လာပါတယ်။ဒါရင်မကသေးပဲသူဟာဘာမှမစင်စားပဲအဲ့ဒီတစ်ပင်ကထွက်တဲ့ဆေးကပ်တဲ့အရည်တွေကိုပါတောက်ချလိုက်ပါတော့တယ်။ချက်ချင်းဆိုသလိုပဲသူ့တကိုယ်လုံးနာကျင်လာပြီးလဲကျသွားကသူ့ရဲ့ဒဏ်ရာရှိတဲ့နေရာကနေလဲအပင်တစ်ပင်စတင်ပေါက်လာခဲ့တယ်။သူဟာအဲ့ဒါကိုရပ်တန့်ဖို့အတင်းကြိုးစားခဲ့ပေမဲ့လည်းသူ့တကိုယ်လုံးမှာအပင်တွေဝေစာစွာပေါက်လာပြီးနောက်ဆုံးမှာတော့သေဆုံးသွားခဲ့ပါတော့တယ်။